ဒီဆောက်လုပ်ရင်းညီကိုတွေဆူဆွနေတဲ့ကျမ်းပြင်ပေါ်မှာလမ်းလျှောက်နေရတာနဲ့ဒါပေမဲ့ဘလို့မှခြေရမချန်ထားခဲ့ပါဘူးဒါကမဖြစ်နိုင်တဲ့ပုံပေါက်တယ်မဟုတ်လားဗျာဒါပေမဲ့ရှို့ဝက်ချက်ကသူတို့ရဲ့ဖိနှက်အောက်မှာရှိပါတယ်ဒါတွေကိုအီပေါ်စီစုဖိနှက်လို့ခေါ်ပြီးအီပေါ်စီကျန်းကင်းလုပ်ငန်းအတွက်အထူးဒီဇိုင်းထုတ်ထားတာပါဖိနှက်အောက်မှာအလုပ်သမားရဲ့ခန္ဓာကိုယ်လေးချိန်ကိုကျမ်းပြင်တစ်လျှောက်ညီညီညာညာဖြန့်ကျက်နိုင်အောင်ကူညီပေးတဲ့တတုဆုရှည်တွေပါရှိပါတယ်ဆိုလိုတာကချောမွေးတဲ့မျက်နှာပြင်ကိုမပျက်စီးစေဘဲဆူဆွနေတဲ့အီပေါ်စီပေါ်မှာလမ်းလျှောက်နိုင်ပါတယ်ဒီဖိနှက်တွေကိုကိုတောင်တွေစက်ရုံတွေကားကိုတောင်တွေနဲ့စိန်ခံပြခန်းတွေမှာအီပေါ်စီကျန်းကင်းတွေလိမ့်တဲ့အခါအသုံးများပါတယ်ကျမ်းပြင်ကတောက်ပြောင်ပြီးမှန်လို့ဖြစ်နေရတဲ့အကြောင်းရင်းကတော့အီပေါ်စီအပေါ်ရန်လွှာကခြောက်တွေ့သွားတဲ့အခါအလွန်ချောမွေးတဲ့ရောင်ပြန်ဟပ်တဲ့မျက်နှာပြင်ကိုဖန်တီးပေးလို့ပါဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကအလုပ်သမားတွေကကြက်ပန်းပဲလျှောက်သွားနေကြတာမဟုတ်ပါဘူးသူတို့ကပိတ်မိနေတဲ့လေပူဖောင်းတွေကိုတပြိုင်နက်တည်းဖယ်ရှားနေချိန်မှာအီပေါ်စီကိုညီညီညာညာအခြေချနိုင်အောင်ကူညီပေးနေတာပါဒီဖိနှက်မပါရင်ခြေရာတစ်ခုနဲ့တင်ပျက်စီးသွားနိုင်ပါတယ်အလုပ်သမားတွေကကျမ်းပြင်တစ်ခုလုံးနဲ့အရာအလုံးကိုပြန်လုပ်ရပါလိမ့်မယ်ဒါကြောင့်ဒီထူးဆန်းတဲ့ဖိနှက်တွေကအီပေါ်စီကျန်းကင်းလုပ်ငန်းမှာအရေးကြီးဆုံးကိရိယာတွေထဲကတစ်ခုဖြစ်လာခဲ့ပါတယ်